ကဘာပေါ်မှာအနေအကွေးဆုံးနို့တိုက်တဲ့တော်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တန်းကြီးဖြစ်ပါတယ်ဒီနေ့တော့စလော့တွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစလော့တွေဟာကဘာပေါ်မှာလှုပ်ရှားမှုအနေအကွေးဆုံးနို့တိုက်တဲ့တော်တွေကတစ်မျိုးဖြစ်ပါတယ်အချိန်အများစုကိုတစ်ပင်ပေါ်မှာပဲတွဲလောင်းခိုပြီးအိတ်ဆက်ခြင်းစားတောက်ခြင်းတို့နဲ့ကုံဆုံးလေးရှိပါတယ်အမျိုးအစားနဲ့နေထိုင်ရာဒေသစလော့တွေကိုအဓိကအားဖြင့်လက်သေး2ချောင်းပါသောစလော့နဲ့လက်သေး3ချောင်းပါသောစလော့ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်အမေရိကအလယ်ပိုင်းနဲ့တောင်အမေရိကတိုင်းမိုးတစ်တော်တွေမှာနေထိုင်ကြပါတယ်စလော့တွေဟာ1မိနစ်မှာ15ပေလောက်ပဲသွားနိုင်ကြပါတယ်ဒါဟာပြေးလို့မဟုတ်ပဲသူတို့ရဲ့ရှင်သန်မှုနည်းဗျူဟာအကြောင်းပဲဖြစ်ပါတယ်သူတို့စားတဲ့သိရွက်တွေကနေအာဟာရဓာတ်နဲ့စွမ်းအင်အနည်းငယ်ပဲရပါတယ်။ဒါကြောင့်စွမ်းအင်ကိုစွမ်းကုန်ချွေတာဖို့လှုပ်ရှားမှုကိုရှော့ချထားတာပဲဖြစ်ပါတယ်။သူတို့ရဲ့အစာချေစနစ်ဟာနိုးတိုက်တော်တွေထဲမှာအနှေးကွေးဆုံးဖြစ်ပြီးအစားအစာတစ်ခုကိုအစာချေဖို့နှစ်ပတ်ကနေရက်ပေါင်း30အထိကြာတတ်ပါတယ်။ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံစလော့တွေဟာသူတို့ရဲ့လေပင်ကို290ဒီဂရီအထိလှည့်ကြည့်နိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကိုမလှုပ်ပဲပတ်ဝန်းကျင်ကိုအကဲခတ်နိုင်ကြပါတယ်။ကုန်းပေါ်မှာအရန်နှေးပေမဲ့ရေထဲမှာတော့တော်တော်လေးကျွမ်းကျင်စွာနဲ့မြ мян ဆန်းဆန်းကူးခတ်နိုင်ကြပါတယ်။တစ်နေ့ကိုအနည်းဆုံး15နာရီကနေနာရီ20အထိအိပ်ဆက်တက်ကြပါတယ်။ထူးဆန်းတဲ့အမူအကျင့်စလော့တွေဟာတပတ်မှတစ်ချိန်လောက်ပဲအညစ်အကြေးစွန့်ဖို့တစ်ပင်ပေါ်ကနေမြေပြင်ကိုဆင်းတက်ကြပါတယ်။အဲ့ဒီချိန်ဟာသူတို့အတွက်ရန်သူဖြစ်တဲ့ကြက်တစ်လင်းယုံတွေရဲ့ရန်ကိုခံရဖို့အန္တရာယ်အရှိဆုံးအချိန်လည်းဖြစ်ကြပါတယ်။မျိုးပွားခြင်းစလော့မလေးတွေဟာသူတို့မျိုးပွားဖို့အဆင်သင့်ဖြစ်တဲ့အခါအဖော်ရှာဖို့အတွက်စူးရှားတဲ့အတန်တစ်မျိုးကိုအော်လေးရှိပါတယ်။ဒီတန်ဟာတောအုပ်ထဲမှာတော်တော်ဝေးဝေးအထိကြားနိုင်ပြီးအနားကစလော့အထီးတွေကိုဆွဲဆောင်တာဖြစ်ပါတယ်။စလော့အထီးတွေဟာဖော်ရှာတဲ့အခါမှာအခြားအထီးတွေနဲ့တွေ့ရင်တစ်ကိုင်းပေါ်မှာတွဲလောင်းခိုရင်းနဲ့လက်သေးတွေနဲ့တိုက်ခိုက်တတ်ကြပါတယ်။ဒါပေမဲ့သူတို့ကအရန်နှီးတာကြောင့်သူတို့ရဲ့တိုက်ပွဲတွေဟာလည်းအနှေးပြားကွက်တွေလိုပဲဖြစ်နေတတ်ပါတယ်။စလော့မလေးတွေဟာအမျိုးအစားပေါ်မူတည်ပြီးကိုဝင်ဆောင်ချိန်ကွာခြားမှုရှိပါတယ်။လက်သေး3ချောင်းပါတဲ့စလော့ဟာကိုဝင်ဆောင်ချိန်6လခန့်ကြာတတ်ပြီးလက်သေး2ချောင်းပါစလော့ကတော့ကိုဝင်ဆောင်ချိန်10လကနေ17လအထိပိုကြာတတ်ပါတယ်။သူတို့ဟာတစ်ခါသားပေါက်ရင်တကောင်တဲသာပေါက်လေးရှိကြပါတယ်။စလော့တွေဟာထူးဆန်းစွာပဲတစ်ပင်ပေါ်မှာတွဲလောင်းခိုရင်းနဲ့ပဲကလေးမွေးကြပါတယ်။သားငယ်ကိုပြုစုစောင့်ရှောက်ခြင်းစလော့သားပေါက်လေးတွေဟာမွေးပြီးပထမ6လကနေ9လအထိအမိရဲ့ရင်ခွင်ထဲမှာပဲကပ်လိုက်နေတတ်ပါတယ်။အမီစလော့မကတိရွက်တွေစားရင်းနဲ့ကလေးကိုဘယ်တိရွက်ကစားလို့ရတယ်ဘယ်ဟာကအဆိပ်ရှိတယ်ဆိုတာကိုအနီးကပ်သင်ကြားပေးပါတယ်အသက်တစ်နှစ်ဝန်းကျင်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူကကလေးကိုနေရာတစ်ခုမှာထားခဲ့ပြီးသူကတော့အခြားနေမြေတစ်ခုကိုပြောင်းရွှေ့သွားခြင်းဖြင့်သားဖြစ်သူကိုကိုချထောက်ပေါ်ကိုရက်တီခိုင်းလေးရှိကြပါတယ်နေ့တော့စလော့တွေရဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီ vlog ကိုကြည့်ရှုပြီးစလော့တွေအကြောင်းကိုပုံမနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel ကို subscribe like comment share လုပ်ပြီးလဲကူညီပေးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ